မင်္ဂလာပါခင်ဗျာမနုဿတ္တဘာဝဒုံလဘောဆိုတဲ့အတိုင်းလူဘွားအလုံးရရန်ခင်းစားပါတယ်ဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံမှာမနုဿလူသားဖြစ်လာရတာအင်မတိအင်မတမကံကောင်းနေလို့ဗုဒ္ဓဘာသာပဲသူတော်စင်များကယုံကြည်တယ်လို့လူဘွားတွင်ကောင်းမှုကုသိုလ်လုပ်မှသာလေနောင်တမလွန်ဘဝတွင်ကောင်းရာသူကတိတို့လာမည်ဟူ၍လဲယုံကြည်ကြပါတယ်လူဘဝတွင်လောဘဒေါသမောဟမာနနဲ့လောကစည်းစိမ်ကိုခံစားပြီးမှသိလျင်အပေလာတော့အဘယ်သို့အကျိုးရှိနေသည်ခရိယန်ကျမ်းစာကတော့ဘယ်လိုပြောသားလဲဆိုရှင်လူဒီစัจ java လာတစ်ခုလုံးကိုစိုးရတော့လေမိမိအသက်ဝိညာဉ်ဆုံးရှုံးတဲ့အချီးနီးဒီဆိုတဲ့ရှင်မကုအခန်းကြီးရှစ်ငယ်36မှာအတိအလင်းဖော်ပြထားတယ်။နောက်တစ်ပတ်ကတော့ဘယ်လိုဖော်ပြထားလဲဆိုရှင်လူကိုခန္ဓာကိုတတ်နိုင်တော့သူကမကြောက်အသက်ဝိညာဉ်ကိုငရဲ၌ဖြည့်ဆည်းတော်သူကကြောက်ပါဘူးရှင်မတဲ့အခန်းကြီး30ငယ်7မှာဖော်ပြထားပါတယ်။အစ္စလာမ်ဘာသာကုရ်အာန်ကျမ်းစာထဲမှာဟာတော့အကုသိုလ်နဲ့စောကားလာတဲ့ကိုကသူကောင်းမှုနဲ့တုံ့ပြန်ရမယ်ဟုပြီးကန္ဓာ41အပိုက်35မှာဖော်ပြထားပါတယ်။အဲ့တော့ကိုကဘယ်ဘာသာကိုပဲတဲ့ဝင်ယုံကြည်သည်ဖြစ်စေမြန်မာပြည်သားရဲ့လို့ဖြစ်လာပြီဆိုရင်ပဲကိုနဲ့ကိုမိသားစုယက်တီမှုတဲ့တမအာဇီဝအသက်မွေးဝမ်းကြောင်းရှာပြီးနောင်ဘဝအတွက်ကုသိုလ်ကောင်းမှုကိုလုပ်ရပါတယ်။ဒါပေမဲ့အခုခေတ်အခုအချိန်မှာဒီလိုလုပ်နိုင်ရလားဆိုတာကျွန်တော်တို့ဆန်းစစ်ဖို့အချိန်တန်ပြီလို့ကျွန်တော်ယူဆမိပါတယ်။1962ခုနှစ်အစာပြီးပါစစ်အစိုးရတက်လာပြီးတော့ခေတ်စနစ်အမျိုးမျိုးနဲ့အုပ်ချုပ်လာခဲ့တာတိုင်းသူပြည်သားများတနေ့တခြားဖြည်းဖြည်းနဲ့ဆင်းရဲမွဲတည်လာပါတယ်အဲ့ဒါကိုမခံမရနိုင်ဖြစ်လာတဲ့အခါကျ1988ခုနှစ်မှာပေါက်ကွဲလာခဲ့ပါတယ်ဒါနဲ့အာဏာပိုင်များကမင်းတို့ကြိုက်နှစ်တဲ့အစိုးရကိုတင်မြောက်ပါကြိုက်နှစ်တဲ့စနစ်နဲ့အုပ်ချုပ်ပါလို့ဂတိပေးခဲ့ပြီးမယ်အဲ့ဒီဂတိသစ္စာကိုပယ်ဖြတ်ပြီးအနိုင်ရရှိတဲ့အမျိုးသားဒီမိုကရေစီပါတီ NLD ကိုယနေ့ဆိုရှင်မတရားတင်ကျညာလိုက်တည်တာမကခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်ကိုလည်းနေအိမ်အကျဉ်းချလာတာရောက်တိုင်းဒီပါပဲဒါကိုမခံမရဖြစ်နိုင်တဲ့သူခံပြောတဲ့သူကိုဤအမျိုးနဲ့တုတ်တင်ရှင်းလင်းတပ်ဖြတ်နှင်းစေခဲ့ပါတယ်မတည်တဲ့သူတွေကိုလည်းနိုင်ငံခြားကိုတင်းရှောင်ထွက်ပြရတော့ပါတယ်ဒါတွင်မှာကတိုင်းသားလူမျိုးများကိုလည်း ethnic cleansing and genocide လို့ခေါ်တဲ့အမျိုးပြတ်တုတ်တင်ရှင်းလင်းနေပါတယ်ဆိုဆုံးကတော့အများပြည်သူလူထုကိုယ်ကွယ်ဖုန်ကြီးရဟန်းတန်ဃာတော်တွေကို2009ခုနှစ်ကနေစပြီးအစုလိုက်အပြုံလိုက်တပ်ပြီးယနေ့အထိတပ်ဆဲဖြစ်နေပါတယ်ရုပ်စွာအဆုံးတဘာဝဘေးအန္တရာယ်ကြောင့်နာဂစ်ဘုံတိုင်းကြာရောက်လာတဲ့အခါစစ်အစိုးရကဘာတစ်ခုမှမကူညီတဲ့အပြင်စေတနာသံသနဲ့လူမှုရေးကြကူညီခဲ့တဲ့တိုင်းသူပြည်သားနဲ့နိုင်ငံခြားဟာလူတွေလက်မခံပဲနေတာမို့မတည်တဲ့သူများသိပြီးဒုက္ခမြောက်တဲ့သူများရောက်ခဲ့ပါတယ်ဒါကိုကျွန်တော်တို့ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်စစ်အစိုးရဟာတိုင်းသူပြည်သားပေါ်လုံးဝအုံတုံစေတာမရှိဘူးဆိုတာထင်ရှားနေပါတယ်အဲ့တော့ဖြစ်ရပ်ကိုကျွန်တော်တို့အကုန်လုံးပြန်ပြီးတော့မှ1962ခုနှစ်မှာဒီနေ့ထိကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီစစ်တပ်အစိုးရဟာစ
စာရမဏေရဲ့ကိုယ်စားလှယ်ပဲဖြစ်မှာဆိုတာမုတ်ချပြောနိုင်ပါတယ်အခုလေဒီစာရမဏေတဆူရှိစင်ရတဲ့တစ်ဖက်သက်ရွေးဆဲထားတဲ့အခြေခံဥပဒေနဲ့မတရားရွေးကောက်ပွဲကြီးကိုပြုလုပ်ပါတော့မယ်ရွေးကောက်ပွဲကြီးပြီးတာတဲ့တပြိုင်နက်ယခုမျက်မှောက်ရှိတိုင်းသူပြည်သားလာမှာကနောင်လာနောက်သားသူသမီးမြင့်မြတ်ခက်ဆက်ဟာဆိုလို့ရှိရင်စာရမဏေဘောင်းပြီးချွတ်ဆိုရရဲ့ခြေဖနှောက်အောင်မှာနေရပြီးထိခနဲဆိုတာထိခနဲဆိုဖန်စီနှိမ့်ဆက်လောရမှာသိကြတယ်အဲ့ဒီတော့ဒီဘီအန်ဂျီရီကိုနော်လွန်မြောက်ရတဲ့အခုဘဝမှာနောင်ဘဝလည်းကောင်းရတဲ့ဒီနည်းပဲလှုပ်ရှားရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မဲမထည့်ဘူးပါပဲလောကငရဲတန်ကြငရဲမခံကိုနဲ့ကိုရဲ့မိသားစုဒုက္ခမရောက်နိုင်ဒေဝဒစာရမဏေရဲ့ကိုယ်လေဒေဝဒဦးစီးဦးဆောင်ပြုတဲ့ရွေးကောက်ပွဲကိုမဲမထည့်ပါနဲ့အကယ်၍ရွေးကောက်ပွဲမဲမထည့်ဘူးဆိုလို့ဖန်စီနှိမ့်စမယ်ဆိုရင်ဒီဘဝပဲသူနှိမ့်ဆက်နိုင်မှာပါနောင်တမလွန်ဘဝကိုဘာမှမလုပ်နိုင်ပါဘူးသိကြပါခုလိုကြံ့ညံ့ခံနိုင်မှာကိုယ်နဲ့ကိုယ့်ရဲ့မိသားစုသားသမီးမြေဆက်ကချမ်းသာကရမယ်မြန်မာမဟုတ်တဲ့မြန်မာတာမကမြန်မာမဟုတ်တဲ့တိုင်းသားများနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ပြည်တော်စု Union of Burma ကိုတည်ထောင်ခဲ့တဲ့ဘူချုပ်အောင်ဆန်းနဲ့တိုင်းသားခေါင်းဆောင်များကလည်းဒီမတရားပြုလုပ်တဲ့ရွေးကောက်ပွဲကိုမနစ်သက်ပါဘူးဒါတွင်မကကပငိမ့်ညာရေးဆုရှင် Nobel ဆုရှင် Democracy ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်းမဲမထဲရစင်နားမှာတူတူလေးပြောနေတာကိုကြားကြပါဟုဆန္ဒပြုရင်